အဲ့တော့ရှင်ကကျမကိုတတိရှိတယ်လို့ယူဆရပေါ့သူမကမေးဟုတ်တယ်လေဟုတ်ချင်လဲဟုတ်မှာပေါ့ဒါပေမဲ့တတိရှိတယ်ဆိုရင်လေအဲ့လိုရှိလာအောင်နှုတ်ဆွပေးတဲ့ပုဂ္ဂိုလ်တချို့ကြောင့်လို့ဆိုရမှာပါပုဂ္ဂိုလ်တရားအကြောင်းကျမပြောပြပါမယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကကျမစတင်ဖို့ဆေးရုံမှာစေတနာဝန်ထမ်းအလုပ်လုပ်ခဲ့ပူတယ်အဲ့ဒီမှာလီဇာဆိုတဲ့လူနာမင်းကလေးတယောက်ကျမတွေ့ရတယ်သူကလေးကအင်မတန်ဖြစ်ခဲ့တဲ့ယောဂဝေဒနာဆိုတစ်မျိုးကိုခံစားနေရတာသူနလန်ပြန်ထူလာဖို့အတွက်အသက်9နှစ်ပဲရှိသေးတဲ့သူ့မောင်လေးစီကသွေးတွေကိုတွင်းပေးတဲ့နီးလန်းတစ်ခုပဲရှိရော်တယ်ဒီနီးလန်းကသူကိုယ်တိုင်သူ့အမရဲ့ယောဂမျိုးဖြစ်ခဲ့ပူပြီးထူးခြားအံ့ဩဖွယ်ပြန်ရှင်သန်လာနိုင်ခဲ့သူလေးပဲအဲ့ဒီယောဂကိုခုခံတွန်းလှန်နိုင်တဲ့ပရိပစ္စည်းတွေလည်းသူ့ရဲ့သွေးထဲမှာဖြစ်ပေါ်ခဲ့တယ်ဆရာဝန်ကဒီကလေးကိုသူ့အမရဲ့ယောဂအခြေအနေအကြောင်းရှင်းပြပြီးအမအတွက်သူ့သွေးကိုပေးလို့တဲ့ဆန္ဒရှိသလားလို့မေးတယ်ကောင်လေးကခဏတော့တွေ့သွားတာကျမသတိထားမိတယ်အဲ့ဒီနောက်တပြင်းတစ်ချက်ရှိုက်ပြီးသူပြန်ဖြေတယ်မမအသက်ကိုကယ်နိုင်မယ်ဆိုရင်ကျွန်တော်ပေးပါမယ်တဲ့အဲ့ဒါနဲ့သူ့စီယာသွေးကိုသွင်းတဲ့အခါအမကရင်ပြီးမှသူလဲကရင်တစ်လုံးနဲ့လဲရင်ကြည့်နေတယ်ကောင်မလေးပါးပြင်မှာသွေးရောင်တန်းလာတော့ကျမတို့ကြည့်နေတဲ့သူတွေအားလုံးနေတူသူလဲပြုံးနေရပဲအဲ့ဒီနောက်သူ့မျက်နှာလေးကဖြူရော်ရော်ဖြစ်လာပြီးအပြုံးလေးလည်းပြဲသွားတယ်ပြီးတော့ဆရာဝန်ကိုမောကြည့်ပြီးတုံတုံရင်ရင်အတန်လေးနဲ့သူမေးရှာတယ်ကျွန်တော်အခုတခါလေးတည်သွားတော့မှာလားတဲ့ကလေးကငယ်တော့ဆရာဝန်ရှင်းပြတာကိုကောင်းကောင်းသဘောမပေါက်ဘူးသူကသူ့အမအတွက်သွေးပေးရမယ်ဆိုတာကိုသူ့သွေးအားလုံးဖောက်ပေးလိုက်ရမယ်လို့ထင်ထားကိုအဲ့ဒါပါပဲတတိစိတ်မွေးပြီးတဲ့အဲ့ဒါလူပုဂ္ဂိုလ်မျိုးတွေတွေ့ခဲ့ရလို့ကျမမှလည်းတတိဆိုတာရှိလာတတ်ခဲ့တာပါ